လိုနေရင်ဘဝတစ်ခုလုံးဟာနေတယ်လို့ခွဲရေပေါ်ပင်နေမတည်အို့ခွဲလူဆိုတာတရားစီမနေနိုင်တဲ့တဝါတွေပဲလို့ဆိုစမ်းမရှိခဲ့လေခေါ်မွန်တွေနဲ့အိမ်ထောင်တွေနဲ့တင်းနေမြဲကိုမတော်လေးတကောင်တည်းမျက်စိလေmy